ကိုသိန်းသခင်ကရီဇာကိုတေချာစွာစိုက်ကြည့်လိုက်သည်ရီဇာကလည်းမျက်လွှာမချပဲပြန်စိုက်ကြည့်နေ၏အေးတနာလိုကဲဆယ်ထားတာကိုဓာတ်တောင်းတဲ့ဖရင်ဂျီမငယ်ပဲတတိကိုတော့ကြိုက်ပကွက်ကိုသိန်းသခင်ကမတ်တက်ထားရလိုက်သည်အေးငတွန်းငယ်အောက်မှာဆင်းဆောက်ကိုတော်တို့ပြောတရားစကားရှိတယ်ငတွန်းကလက်အုပ်ချီလျက်အိမ်ပေါ်မှာဆင်းသွား၏လူစာမင်းတို့ဖြစ်တဲ့ကိစ္စမှာလော်တာရွှင်တို့ကိုတတ်တာမင်းမဟုတ်ဘူးလူ၃ယောက်ပါတယ်အဲ့ဒါကိုငါသိထားတယ်သူတို့တွေဘယ်သူတွေဆိုတာမင်းသိတယ်မှတ်လားလူသားထံမှဘာစကားမှထွက်မလားငါမင်းကိုရှင်းရှင်းပဲပြောမယ်လောညီနောင်ဆိုတာနိုင်ရင်ဝင်ကြီးဥပုရဲ့လူတွေပဲခုချိန်မှာဥပုရဲ့ဩသာအာဏာကိုဖတ်ပြိုင်တဲ့သူမဆိုထားနဲ့သူ့အဆွဲပွားကြေးကျွန်တွေကိုထိရင်တော့မြို့တော်ဝန်ကတေရန်တန်းပေးလိုက်မှာမင်းနားလေလားလူသားကမတုံမလှုပ်ငါသိရင်သာရှင်းပါလေခုချိန်မှာဥပုဩဇာကြီးမားတယ်ဆိုပေမဲ့စစ်မှတ်ရေးမှဖြင့်ရှင်ဘီရင်အသက်ရဲ့အယုံကြည်အားထားဆုံးသူကငါကိုတော်ပဲရှင်ဘီရင်လေးကိုကာကွယ်ဖို့ယုံကြည်ရတဲ့လူတွေကိုစုဖို့ငါ့ကိုတာဝန်ပေးထားတာခံထားရတယ်ငါမှလက်ရည်ပြီးတဲ့လူငယ်တွေလိုအပ်နေတယ်လော်တာရှင်တို့လူတရုတ်ကွန်ဖူတိုင်းကျွမ်းကျွမ်းကျင်ကျင်တက်တဲ့လူချမ်းကြီးကိုအတိတက်ပြခဲ့တဲ့အဲ့ဒီလူငယ်တွေကိုငါသိချင်တယ်သူတို့နာမည်နဲ့နေရက်ကိုမင်းဘက်ကပြောပြရုံပဲသူတို့ကိုငါစုတယ်ခေါ်ပြီးမြောက်စားဝန်ထမ်းစေဖို့ပါကွကျမပဲတက်လိုက်တာပါဘယ်သူမှမပါပါဘူးမလိန်နဲ့လူစာမငယ်ငါတို့ကစစ်တိုက်လာတဲ့သူတွေညီဘလောက်ပဲတိုက်ရေးကောင်းကောင်းဒီလိုတွေ့ကြုံရှိပြီးသားလူကြီး၃ယောက်ကိုတေအောင်တက်ဖို့ဆိုတာမလွယ်လာဘူးအဲ့ဒီနေ့ကနီးတစ်ဝိုက်မှာငါအထောက်တော်တွေရှိပြီးသားမင်းကိစ္စကိုသူတို့ဝင်ရှင်းပြီလို့မင်းကသူတို့ကိုမပါစေပဲခေါင်းခံပြီးတဲ့မင်းစိတ်တက်ကိုတော့ငါကိုတော့ကြိုက်ပါတယ်ဒါကြောင့်ကြော့ထင်နမိတ်စီကနေမင်းကိုတွားခေါ်ခိုင်းလာတာပေါ့မင်းလော်တာရှင်ကိုတတ်တဲ့ကိစ္စကိုအေးဆေးဖြစ်အောင်ငါရှင်းပြလိုက်လို့ရတယ်ပြီးရင်ငါဘုံရိပ်အောက်ကနေနမော်စည်းမှာမင်းအလုပ်တွေအများကြီးဆက်လုပ်လို့ရတယ်မင်းဘက်ကအဲ့ဒီလူလင်လေးဘယ်သူလဲဆိုတာလားပြောသူတို့ကိုလည်းမထိခိုက်သေးဘူးလို့ငါကတိပေးတယ်မင်းယောက်ျားတို့ရဲ့ကတိတစ်လုံးကွဗီဇာကမျက်လုံးကိုစုံမင်းလေးရဲ့စဉ်းစားနေသည်ကိုတော်တို့ဗမာယောက်ျားတွေကဂတိတစ်လုံးကိုတန်ဖိုးထားကြတယ်တဲ့လားကျွန်တော်မဆိုင်မှာတော့အကျွေးမဆက်တဲ့ဖျားစုပန်ရှင်ဘရင်မင်းလောင်းတွေကြီးပဲဗီဇာစကားကြောင့်ကိုသိန်းသခင်ကရည်ရင်စိတ်ကိုထိမ့်လိုက်ပုံဖြင့်မျက်နှာတည်သည်ထို့နောက်ကွန်းထွေးခွက်ထဲသို့ကွန်းထွေးလိုက်ပြီးဟဲ့ငါကညီးဆိုင်လာပြီးပြစ်တောက်နေတဲ့အတန်းစားတွေကမှုလားကွဗရင်ကြီးမကမင်းမင်းဖေဒီမဲလိုကြီးလိုပဲစကားလျှောက်တင်ကဖြင့်တဲလေဓာတ်တောင်းနေပါလားကိုသိန်းသခင်အတန်းကဒေါသတန်ပါနေ၏အခန်းကတိတ်ဆိတ်သွားသည်ငတွန်ကအခြေအနေကိုရင်တထိတ်ထိတ်ဖြင့်စောင့်ကြည့်နေ၏ဗီဇာကလက်အုပ်ချီကခေါင်းထောင်လာသည်မှန်ပါကျွန်တော်မဈေးထဲမှာအေးချမ်းချမ်းလောက်ကင်စားတော့ဖို့ကိုတော့ဘုံရိပ်ကိုခိုးလုံးဝင်ပေးမယ်ဆိုကြည်နပ်ပါတယ်ဖေဟာဟိုကောင်လေးတွေအတွက်လည်းဘေးကင်းပါစေဖေဟာအေးပြောပြီးပြီလေကွယ်ကျွန်တော်မပြောပါမယ်ကျွန်တော်မဟုတ်ကဲပြီးလော်တာရှင်တို့လူစုကိုတက်လိုက်တာ2ယောက်ရှိပါတယ်ဘသူတွေလဲလူလင်ရွယ်တွေပါတယောက်ကချစ်ညူတဲ့ခင်ဦးသားလို့သိရပါတယ်ဖေဟာကျွန်တော်မပြစ်ဆိုင်ရဲ့ဖောက်တယ်ပါအေးငချစ်ညူအေးငချစ်ညူမြင်းစီငလုံးရဲ့သား3ယောက်ထဲကအကြီးပဲအာသူ့ကိုသိတယ်နောက်တစ်ယောက်ကရောဆိုင်ကိုဒီနှစ်ပိုင်းမှာအမြဲဝင်လာလေးရှိတဲ့ရှင်လူထွက်စကလာသားတစ်ယောက်ပါသူ့နာမည်သိလားအောင်စီရတဲ့မူဆိုးဘုကတကြီးသားလူဆိုတာပဲအောင်စီရတယ်လားအေးတောသားတွေများနာမည်တော့အခေါင်ဖျားပေးတတ်ကြတကူ1934ခုနှစ်မေလ1ရက်ရင်းဝါမြို့တွင်ဘရင်ယာယီနန်းမှတာ900ကျော်ကွာဝေးသောတိဆောက်ဆဲအောင်နန်းကျော်ပုံနန်းတော်တကြီးတို့တွားရလန်းတစ်လျှောက်ဝေးဝဲရာတွင်နေရလွတ်လပ်မရှိအောင်လူများဖွဖွလှုပ်နေ၏အထူးသဖြင့်အမျိုးသမီးပရိသတ်လူကြီးသည်လမ်းနဘေးရသမတ်ကာယံများရှိရာသို့အလူရက်တိုးဝှေ့နေကြသည်1933နန်းတက်ခါသတွင်မဟာဓမ္မရာသဘုရင်သည်နန်းသက်ပြီးသည့်နောက်ဖခင်တနင်္ဂနွေမင်း၏မြို့ပြင်နန်းတော်မျက်နှမ်းပုံစံနန်းတော်မှမြို့တွင်နန်းတွင်ပြောင်းရွှေ့ခဲ့သည်ထို့နောက်မြို့ပြင်နန်းတော်ဟောင်းကိုဖျက်ဆီးခဲ့ပြီးအနှဲငယ်လှမ်းသောနေရာတွင်အောင်နန်းကျော်ပုံနန်းတော်တကြီးကိုပြောင်းရွှေ့ဆောက်လုပ်စေခဲ့သည်